Hi 皆さんဒါဆိုလို့ရှင်တော့မတို့ဒါ N1 ရဲ့ပထမဆုံးအခန်း1ပေါ့နော်အခန်း1နဲ့ပတ်သက်ပြီးတော့ number 1 grammar လေးကိုစပြီးတော့ကြည့်ပါမယ်။ number 1 grammar လေးကဗာပေးထားလဲဆိုလို့ရှင်တော့မတို့ကနာနီနာနီဂဟာယာယီကဆိုပြီးတော့ပေးထားပါတယ်ဂဟာယာယီကမတို့အရင်ဆုံး grammar ခေါင်းစဉ်နဲ့ရင်းနှီးအောင်ဖတ်ရပါမယ်။ N1 မှာပါတဲ့ grammar အများစုသည့်မတို့ညီကြီးကျော်မှာလုံးဝမသုံးတာဖြစ်တဲ့အတွက်အမတို့နဲ့တော်တော်လေးမမြင်ဘူးတဲ့စကားလုံးတွေကအများကြီးပါလိမ့်မယ်။အသားမကျသေးတဲ့ပေါ့နော်ဖတ်ပုံဖန်ရဲ့အသားမကျသေးတဲ့စကားလုံးမျိုးတွေက grammar အနေနဲ့သုံးထားတာဖြစ်ပါတယ်။ဒါဆိုရင်မတို့ကသူ့ကိုဘာနဲ့တွဲလဲစေစုစုကိုဒီဂျီရှော့ကေနဲ့ဒါကေနဲ့သုံးပါတယ်။ဂျီရှော့ကေကဟာယာယီကတဂဟာယာယီကဆိုပြီးတော့သုံးတာဖြစ်တယ်။သူရမတို့စေဆွေးမဲ့ရှင်းပြချက်လေးပုံမှာကြည့်ပါမယ်။နာနီနာနီစုလို့တော့ကွက်လက်လောက်လိုက်တဲ့အခါမှာစုကိုချက်ချင်းစုစုရတဲ့စက်တိုက်ဖြစ်ပြီးတော့စုကီနိုခိုတိုကအိုကိုတို့နောက်ထပ်အကြောင်းအရာတွေကဆက်ဖြစ်မယ်ဆိုတဲ့ပုံစံလိုမျိုးအဲ့မှာမတို့ highlight လုပ်ပေးပါစုကိုစုစုရတဲ့ဆိုတဲ့ပုံစံမျိုး highlight လုပ်ထားပေးပါအဲ့တော့စုကိုစုစုရတဲ့အမတို့ကဓာပြီးွားတာနဲ့စုကိုဓာပြီးွားတာနဲ့ချက်ချင်းစုစုရတဲ့ဆက်ဖြစ်မယ်ဆိုတဲ့ပုံစံလိုမျိုးဓာပြီးမယ်ပြီးတာနဲ့စုစုရတဲ့ဆက်ဖြစ်မယ်ဆိုတဲ့ပုံစံမျိုးပါအောက်ကချွေသတိပေးချက်လေးကိုကြည့်ပါမယ်ရှွန်ကန်တိကိနာကိုတော့အရာဝဇဒိုရှိနေစကီရှွန်ကန်တိကိလို့ခေါ်တယ်အမတို့လျှက်တစ်ပြက်မျက်စိတမိတ်အဲ့လိုမျိုးကိစ္စရက်တွေကိုသုံးတဲ့ verb တွေလိုက်တယ်အဲ့တော့အနောက်မှာဆိုလို့ရှင်တော့ washa ပြောတဲ့သူက skoshi igaikan အဲ့တော့ skoshi ဆိုတာနည်းနည်းပေါ့နော် igaikan ဆိုတာအမတို့ထင်မှမထားတဲ့ပုံစံလိုမျိုးဒါဖြစ်မယ်လို့မထင်ထားတဲ့ပုံစံလိုမျိုးအဲ့လိုနည်းနည်းလေး igaikan ပါတယ်ပေါ့နော်ကြီးကြီးအမှန်တရားတွေကိုအရာဝဇဒိုဖော်ပြတဲ့စာသားမျိုးတွေလိုက်တယ် washa ပြောတဲ့သူရဲ့ keyboard တွေ eco စိတ်ဆန္ဒတွေကိုဖော်ပြတဲ့ဘုံနေ hataraki kaken のဘုံနေအမတို့ hataraki kaken のဘုံနေဆိုတာကရှီမာရှောတို့ပေါ့နော်ရှီမာဆန်ကလောက်ကြမလားလောက်ကြရအောင်အဲ့လိုပုံစံမျိုးတွေကတော့ခုနိုင်မလိုက်ပါဘူးလို့ပြောထားတာဖြစ်ပါတယ်ဒါဆိုရင်တို့ကဒီနေရာမှာမှတ်ထားပေးရမှာ၃ချက်ရှိပါတယ်ဂဟာယာယီကဆိုရင်စုကိုစုစုရတဲ့ဒါပြီးွားတာနဲ့ချက်ချင်းကိုပဲစုစုရတဲ့နောက်ကတစ်ခုထပ်လုံးမယ်ဆိုတဲ့ပုံစံမျိုးပါရှွန်ကန်တိကိလျှက်တစ်ပြက်မျက်စိတမိတ်မှာပဲသုံးပါမယ်စကိုရှိအီဂိုက်ကနည်းနည်းလေးထင်မှတ်မထားတဲ့ပုံစံမျိုးတွေဖြစ်ပါတယ်ရေဘိုးစာကြောင့်၄ချောင်းပေးထားပါတယ်ဟဲ့နံပါတ်1က海外旅行に出発の日အဲ့တော့海外旅行をまるစပြီးတော့ထွက်တဲ့နေ့မှာဆိုရင်ヤマダさんကဆိုရင်空港にすぐが早いかအဲ့တော့空港လို့ခေါ်တယ်အမတို့လေဆိပ်ကိုရောက်တာနဲ့ချက်ချင်းコンビニコンビニエンスတို့ကို駆け込んだဆိုတဲ့အိဗေကပြေးဝင်သွားခဲ့တယ်အဲ့တော့ဒါလှုပ်လိုက်တယ်လှုပ်တာနဲ့ချက်ချင်းဒါဖြစ်သွားတယ်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်တော့すぐစုကိုဆိုတဲ့အိဗေကမှတော့ထိုးချကူဖြစ်လိုက်တယ်ဆိုတဲ့အိဗေအဲ့တော့ထိုးချကူဖြစ်တယ်ထိုးချကူဖြစ်လိုက်တာနဲ့စုကိုချက်ချင်းကိုပဲစုစုရတဲ့ဆက်တိုက်ပြီးသူဘာလုပ်လိုက်လဲ convenience တို့ကိုခက်ခဲကွန်တာဝင်သွားပါတယ်ဆိုတဲ့အိဗေမျိုးဒါဒီရှွန်ကန်တေကီလို့ခေါ်လျှက်တစ်ပြက်ထဲမှာဖြစ်သွားတယ်အမတို့ကလေစိတ်ကိုရောက်တာနဲ့ convenience တို့ကိုဝင်မယ်လို့ဘယ်သူမှအနေနဲ့မထင်ထားဘူးဒါကြောင့်မလို့ skoshi igaikan ဖြစ်ပါတယ်နံပါတ်2စာကြောင်းကြည့်ပါမယ်うちの子はいつも学校から帰ってきてカバンを掘り出しか早いか遊びに行ってしまうငါတို့ကကလေးလေးကအမြဲတမ်းကြောင်းကနေပြီးတော့ခိုင်းတက်တဲ့ပြန်ရောက်လာပြီးတော့ခါပန်လွယ်အိတ်ကိုဟိုရီဒါရှ်တဲ့ဆိုတဲ့အိဗေကလွတ်ပစ်လိုက်တာပြောမှဆိုပစ်ချပလိုက်တာဒုံးဆိုပစ်ချလိုက်တယ်ပစ်ချပြီးရတဲ့ချက်ချင်းအဆိုဘီနီတက်ရှင်မောက်ဆိုတဲ့အိဗေကသူကစားဖို့သွားတယ်ငါတို့ကကလေးလေးကဆိုလို့ရှိရင်အမြဲတမ်းမလုပ်လဲကြောင်းကနေပြီးတော့ပြန်ပြီးသွားတဲ့ခါမှာကျောင်းလွယ်အိတ်ကိုမတို့ဟိုရီဒါရှ်တာသူပြစ်ချလိုက်တယ်ပြစ်ချပြီးရတဲ့ချက်ချင်းသွားတယ်ဒါဆိုရင်မတို့ပြောချင်တဲ့အိဗေကသူဒီအရင်ဆုံးဗာလဲခါပန်ဟိုရီဒါဆိုတဲ့အိဗေကပြစ်ချတယ်အဲ့လိုပဲပြစ်ချပြီးရတဲ့စုကိုစုစုတဲ့ချက်ချင်းကိုပဲဗာဆက်လုပ်လဲအဆိုဘီနီကိုသွားတယ်အဲ့တော့မတို့ကျောင်းကပြန်ရောက်တာတယ်ပေါ့နော်အိတ်ချပြီးထွက်ပြီးဟိုကစားမယ်လို့တော့ဒါနည်းနည်းလေးစကိုရှိအီဂိုင်ကန်ဖြစ်တယ်ဒါဒီလျှက်ဒီပြပုံစံမျိုးကဖြစ်သွားတယ်ပုံစံ3番ケースဒီနေ့မနက်မှာတဲ့နေဖို့စတာတော့အဲ့တော့နေဖို့ဖြစ်သွားတယ်ပေါ့နော်အဲ့ရတာနောက်ကျသွားတယ်ကိုယ့်ရဲ့ယောက်ျားကဆိုရင်အားစားကိုဟန်ကိုခူချင်းနီအိုရှိကိုမကဟာရိုက်ကအဲ့တော့ပေါ့နော်ပါဇက်မနက်စာပါဇက်ထဲမှာပုံဆိုပြုတ်တိတ်ထည့်ပြီးတော့အဲ့ပြုတ်တိတ်ထည့်ပြီးရတဲ့ချက်ချင်းဂန်းကန်နေတိတ်တာအမတို့ချက်ချင်းပဲအိမ်ဝင်ကတကားစီကိုထွက်သွားရဲဆိုတဲ့အိပဲအဲ့ဆိုရင် तू ကဒီလိုမျိုးဘာလုပ်လိုက်လဲဆိုတော့အရှိမဒီစားကြတို့ပါဇက်ထဲထည့်ချပလိုက်တယ်ပေါ့အဲ့လိုထည့်လိုက်ပြီးရတဲ့စုကိုစုတဲ့ချက်ချင်းပဲဂန်းကန်ကိုထွက်သွားရဲဆိုတဲ့ပုံစံမျိုးပါနံပါတ်4ကဝါတိုင်းတော့ဆိုတော့ဟိုမှာဝါတိုင်းတော့ဆိုတော့အဲ့စာအုပ်ရဲ့ပေါ့နော်ဘာလဲဆိုလို့ရှင်ဝါတိုင်းဆိုတဲ့အိပဲကအမတို့ကခေါင်းစဉ်ပေါ့ခေါင်းစဉ်ကိုပြောတာပေါ့နော်ဟိုခေါင်းစဉ်အိစာအုပ်ရဲ့ခေါင်းစဉ်ကဆိုလို့ရှိရင်ပေါ့အဲ့ခေါင်းစဉ်ကဆိုရင်တန်တိုနီနာရာဘေရာဒေတာကဟာယိုက်ကအမတို့စိုက်မှာခင်းချင်းလိုက်တယ်အဲ့တော့စိုက်မှာပြလိုက်တယ်ပေါ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီစာအုပ်ကြီးစိုက်မှာမတို့တင်လိုက်တယ်ပေါ့အဲ့လိုတင်လိုက်တာနဲ့ချက်ချင်းထိုးဖို့ရောနေဥရေဒိတ်တာအမတို့ပြန်သွားသလိုမျိုးပဲဘာလုပ်လိုက်လဲဆိုတော့ဥရေဒိတ်တာဆိုအမတို့ရောင်းလိုက်ရပါတယ်ဆိုတဲ့ပုံစံမျိုးပြောတာဖြစ်ပါတယ်ဟဲ့အဲ့ဆိုရင်တော့ရမယ်လို့ထင်ပါတယ်အဲ့ဆိုရင်ဂဟာယိုက်ကရဲ့ grammar လေးကနာနီစုကိုစုစုရတဲ့ဒါပြီးရတဲ့ချက်ချင်းကိုပဲဆက်လုပ်မယ်ရှွန်ကန်တေကီပုံစံလိုမျိုးမှာသုံးတယ်စကိုရှိအီဂိုင်ကန်ဖြစ်ပါတယ်အဲ့ဒီအချက်၃ချက်အမှတ်ထားရပါပြီဟိုက်ဒါဆိုရင်မတို့နံပါတ်2 grammar လေးကိုဆက်ကြည့်ပါမယ်နံပါတ်2 grammar လေးကခေါင်းစဉ်တွေကဗာပေးထားတယ်ဆိုရင်တော့ယဒါမှမဟုတ်ရင်ယဤနာယယလုံးနဲ့ဖြစ်ရင်ပြင်မယ်ဒါမှမဟုတ်ရင်ယ
inaya ဆိုတဲ့ grammar လေးပါသူရဲ့ရှေ့မှာ jishoke သုံးပါတယ် jishoke ya jishoke ya inaya အဲ့တော့သူရဲ့စစ်စစ်မဲ့ရှင်းပြချက်က何々とほとんど同時に好きなことが起こるအဲ့တော့ほとんど同時လို့ပြောတာဖြစ်တဲ့အတွက်အမတို့同時ကိုမှတ်ပါမယ်တစ်ချိန်နဲ့နီးပါးမှာအဲ့တော့တစ်ချိန်နဲ့နီးပါးမှာ好きなことが起こるဖြစ်ပေါ်တာဖြစ်ပါတယ်အဲ့တော့注意သတိထားရမယ့်ချက်လေးက瞬間的なことဒီနေရာမှာလည်း瞬間的なことလေးကိုမှတ်ထားပေးပါနောက်တစ်ခုကကြတော့瞬間的なことを表す動詞につくအမတို့ကလျှက်တစ်ပြက်မျက်စိတစ်မိတ်ဖြစ်ပေါ်တဲ့ verb တွေနဲ့လိုက်တယ်あとအနောက်မှာဆိုရင်တော့事実အမတို့အမှန်တရားကို表すဖော်ပြတဲ့ဘွန်းစာကြောင်းမျိုးတွေလိုက်ပါတယ်ဝါရှာの記号တွေ equal တွေ表すဘွန်းတွေကတော့ပြီး働きかけのဘွန်းတွေကတော့မလိုက်ဘူးဒါဆိုရင်မတို့ဒီနေရာမှာ3ချက်မှတ်ပါမယ်ရအီနာရသည်ဒိုးကြီးလို့ခေါ်တဲ့တစ်ချိန်ထဲမှာဖြစ်မယ်ခုနကပြောခဲ့တဲ့ဂဟာယာရီကကြတော့စုခုစုစုတဲ့ဓာပြီးွားတာနဲ့နောက်ထပ်ဆက်ပြီးရောဆိုတဲ့ပုံစံမျိုးဒီရအီနာရကတော့ဓာပြီးရနဲ့ဒိုးကြီးတစ်ချိန်ထဲမှာပဲဖြစ်မယ်ရှွန်ကန်တက်ကြီးလေးကိုမှတ်ထားပေးပါလျှက်တစ်ပြက်မျက်စိတမိတ်နောက်တစ်ခုကဂျီဂျီစုလို့ခေါ်တယ်မှာတော့ဘယ်နေရာမှာသုံးတာလဲအမှန်တရားစာကြောင်းမျိုးတွေမှာသုံးတယ်ရေကွန်းစာကြောင်း၄ကြောင်းရှိပါတယ်ဝါတရှိဝါဆိုနိုးဆိုနိုခါဝစတိုမဲမီလို့ရအဲ့တော့ငါအဲ့လူရဲ့မျက်နှာကိုစတိုမဲမီလို့ဆိုတာတစ်ခါမြင်လိုက်တယ်တစ်ချက်ကြည့်လိုက်တယ်ပေါ့နော်တစ်ချက်မြင်လိုက်တယ်တစ်ချက်မြင်ပြီးွားရတယ်ချက်ချင်း30年前に別れた恋人だと気がついたလွန်ခဲ့အနှစ်30ကကိုယ်နဲ့ကွဲကွာခဲ့တဲ့恋人ကိုယ့်ရဲ့အဆက်ဟောင်းကြီးဖြစ်နေ X ကြီးဖြစ်နေဒါဆိုရင်မင်းသားသူပြောချင်တဲ့အဓိပ္ပာယ်ကအဲ့လူရဲ့မျက်နှာကိုသူတစ်ခေါက်မြင်လိုက်တယ်တစ်ချက်မြင်လိုက်တယ်အဲ့လိုမြင်လိုက်တာနဲ့ဒိုးကြီးတစ်ချိန်ထဲမှာပဲဖြစ်သွားလဲသူကငါရဲ့ X ပဲဆိုပြီးတော့တခါတည်းမှတ်မိသွားရဆိုတဲ့ပုံစံမျိုးဒါဒီမှာတော့ကကြီးကြီးအမှန်တရားစာကြောင်းဖြစ်ပါတယ်လွန်ခဲ့တဲ့အနှစ်30ဒီသူနဲ့သူတို့နှစ်ယောက်ကြိုက်ခဲ့ရဆိုတဲ့ပုံစံလိုမျိုးပြောတာပေါ့နော်နံပါတ်2ကိုကြည့်ပါမယ်子供たちは唐揚げが大好物でအဲ့တော့ကလေးတွေက唐揚げဆိုတဲ့ဒီပဲကမတို့မြန်မာလိုလွယ်ပြောရမယ်ဆိုရင်တော့ကြက်ကြော်ပုံစံလိုမျိုးပေါ့နော်အဲ့လိုကြက်ကြော်ထားတာပေါ့နော်အဲ့လိုကြက်ကြော်ထားတဲ့ဟာကိုတဲ့大好物ဆိုအရန်သဘောကျအရန်ကြိုက်တယ်ပေါ့နော်ကလေးတွေမကပါဘူးလူကြီးတွေလည်းကြိုက်ပါတယ်အဲ့တော့ကြက်ကြော်ပဲထားပါတော့အဲ့တော့ကြက်ကြော်အရန်ကြိုက်ကြအရန်ကြိုက်ပြီးတော့တဲ့タクショクလို့すみません表面にဖတ်ကုန်ပြီショクタクလို့ခေါ်ရမှာစပွဲကုန်ပေါ့နော်ကိုယ်သမင်းစပွဲကုန်ပါတဲ့ဒါဆိုရတင်လိုက်တာနဲ့ချက်ချင်းအတူယူမနိအဲ့တော့အလျှက်တစ်ပြက်မျက်စိတမိတ်အတွင်းမှာပဲနာခုနာတဲ့ရှိမှသာကုန်သွားတယ်ဒါဆိုရင်မတို့ကသူပြောချင်တဲ့အဓိပ္ပာယ်ကဘာကိုပြောချင်တာတစ်ချိန်တည်းမှာပဲအဲ့တော့အဲ့ခရာဂဲလို့ခေါ်တဲ့အဲ့ခရာဂဲလို့မှာတော့စပွဲကုန်မှာတင်လိုက်တယ်တင်လိုက်တာနဲ့ချက်ချင်းအတူယူမနိဘာဖြစ်သွားလဲနာခုနာတဲ့ရှိမှသာဒါဒီရှွန်ကန်ပေါ့နော်ရှွန်ကန်တက်ကြီးပုံစံလည်းဖြစ်တယ်နောက်ကလေးကြိုက်တယ်ပြီးတကယ်ကုန်သွားတယ်ဆိုတာဒီလေជីជីအမှန်တရားဖြစ်ပါတယ်3番サンキョさんが始まるやいなやအဲ့တော့サンキョさんလို့ခေါ်တယ်မှာတော့ပေါ့နော်ဒီပြိုင်ပွဲပေါ့ပြိုင်ပွဲဒီပြိုင်ပွဲကြီးရတဲ့ဟာဂျီမာတို့စလိုက်တာနဲ့ချက်ချင်းပဲအာချီကိုချီအဲ့တော့ပြိုင်ပွဲစလိုက်တယ်တခြားမတွေးနဲ့ကွာအမတို့ကဘောလုံးပြိုင်ပွဲစရတော့ဘာလို့အဲ့လိုစလိုက်တယ်ပြိုင်ပွဲတစ်ခုခုစလိုက်တယ်အဲ့လိုစလိုက်တာနဲ့နေမဲ့အာချီကိုချီဟိုဟိုဒီဒီကနေနီဂီယာကနာဘာဖြစ်လဲဆိုတော့အရင်ကစီကားတဲ့အတန်တွေကနေပြီးတော့နော်ခီကိုရဲ့တိခိတာဆိုအမတို့ကြားရပါတယ်ဒါဒီလည်းအမတို့ပြန်ပြီးတော့စဉ်းစားကြည့်လိုက်ဒါလှုပ်လိုက်တာနဲ့ဒိုးကြီးတစ်ချိန်ထဲမှာပဲအမတို့ဘာဖြစ်သွားလဲဒီလိုမျိုးပုံစံမျိုးတွေဖြစ်ပါတယ်ဆိုတဲ့ပုံစံလိုမျိုးပြီးတော့အခါမျိုးမှာနောက်တစ်ခုပြန်စဉ်းစားဒီရှွန်ကန်တီကီလို့ခေါ်လျှက်တစ်ပြက်မျက်စိတစ်မိတ်အတွင်းမှာဖြစ်တယ်ပြီးတော့ဂျီဂျီဆိုအမှန်တရားဖြစ်တယ်အဲ့တော့ပုံပြဖြစ်တာတော့တခြားပွဲတွေမဟုတ်ဘဲနဲ့ဆန်ကျိုဆန်လို့ပြောတယ်မှာတော့ရွေးကောက်ပွဲပုံစံလိုမျိုးပြောတာဖြစ်တယ်ပေါ့နော် election ဖြစ်တဲ့အတွက်ကြောင့်မလို့ငါအမှန်နိုင်ရမယ်သူ့အမှန်နိုင်ရမယ်စသဖြင့်အဲ့လိုပုံစံမျိုးပြောတာဖြစ်ပါတယ်ဟဲ့နောက်ယုံမှန်လေးကこの病気の新しい治療法が発表されるやいないやဒီယောဂရေပေါ့နော်新しい治療法ဆိုတာဒါစေကုသရေနီးပညာအသစ်အဲ့နီးပညာအသစ်ကြီးရှိပါတယ်ထားပါတော့ကင်ဆာယောဂပေါ့နော်ကင်ဆာယောဂကိုကုသနိုင်တဲ့ဆေးရှိပါတယ်ဆိုပြီးတော့発表လုပ်လိုက်တယ်အဲ့လို発表လုပ်လိုက်တာ ਨੇ ချက်ချင်းဒီချိန်ထဲမှာပဲဘာဖြစ်လဲဇန်ကိုကတော့ပြောရင်းခါတာအဲ့တော့ကိုယ့်ရဲ့နိုင်ငံပေါ့နော်တနိုင်ငံလုံးမှာရှိစေယုံနေစီကနေပြီးတော့ဒွေရပါစေစုံစမ်းမင်းမြန်းတာတွေကဇာတိုးစတာဆိုတဲ့ဒီပဲကဘာဖြစ်လာလဲစုပြုံမျိုးရောက်လာဘာစေးလဲဘလို့ဖြစ်တာလဲဘာလဲညာလဲစသဖြင့်ဒါဒီဒိုးစီတစ်ချိန်ထဲမှာပဲဖြစ်တယ်ပြီးတော့ဒါဒီလည်းတကယ်ပျောက်တယ်အဲ့လိုပျောက်တယ်ပြီးတော့နောက်မှလည်းဘာဖြစ်လဲဒွေရပါစေတွေကလည်းတကယ်ရောက်လာတယ်ဒါဒီအကုန်လုံးကဘာဖြစ်နေရလဲဂျီဂျစ်ဆိုအမတို့အမှန်တရားပုံစံမျိုးဖြစ်ပါတယ်ဒါကြောင့်အမတို့မှတ်ထားပေးရမှာကရအီနာယဆိုရင်၃ချက်မှတ်ရပါမယ်နံပါတ်1ကဒိုးကြီးတစ်ချိန်ထဲမှာဖြစ်မယ်ရှွန်ကန်တီကီလို့ခေါ်တဲ့လျှက်တစ်ပြက်မျက်စိတမိတ်အတွင်းမှာဖြစ်မယ်ဂျီဂျစ်ဆိုအာရဝါစုဖြစ်တဲ့ပုံစံလိုမျိုးပြောတာဖြစ်ပါတယ်
Okay မတို့နံပါတ်3 grammar လေးဆက်ကြည့်ပါမယ်နံပါတ်3 grammar လေးကနာရီဆိုတဲ့ grammar လေးဖြစ်ပါတယ်နာရီဒီရှေ့မှာဘာသုံးလဲဆိုရင်ကြီးလျှော့ကဲသုံးပါတယ်ကြီးလျှော့ကဲနာရီဖြစ်ပါတယ်ဟဲ့ဒါဆိုရင်မတို့ကအပေါ်မှာဂဟာယာရီကကြီးလျှော့ကဲတကဲဂဟာယာရီကသုံးတယ်ယအီနာယယဒါမှမဟုတ်ရင်ယအီနာယကကြတော့ကြီးလျှော့ကဲပဲသုံးတယ်အခုနာရီကကြတော့လေကြီးလျှော့ကဲပဲသုံးတယ်ဟိုဒီကြီးလျှော့ကဲတွေဘာတွေကကြတော့မမှတ်လဲရတယ်ဆိုပေမဲ့အတတ်နိုင်ဆုံးပေါ့နော်မှတ်လို့ရတဲ့ဘောင်လေးအတွင်းထဲမှာလွယ်တဲ့ဟာမျိုးဆိုရင်မတို့ကမှတ်လို့ရတော့ဒီမှာဆိုလို့ရှိရင်မတို့အပေါ်မှာတင်ထားတဲ့သုံးခုဆိုရင်ဂဟာယာရီကဒါမှမဟုတ်ရင်ယအီနာယနာရီအဲ့ဒါတွေအကုန်လုံးအရှိမှာဘာလိုက်လဲဆိုရင်အလွယ်လေးမှတ်မယ်ဆိုရင်ကြီးလျှော့ကဲလိုက်တယ်ဆိုတာမတို့ဒါအကြံပြင်းလေးတည်ထားခဲ့တယ်ပေါ့နော်ကေတာစင်သူရဲ့နာရီရဲ့ဆယ်စုမျိုးကြည့်ပါမယ်နာနီတိုယူကွက်လက်လို့ဆိုတဲ့ဒိုးစာဆိုအမတို့ action ကိုပြောတာပါအဲ့ဒီ action မှာစုကိုချက်ချင်းကိုပဲ ran soku して ran soku ဆိုတဲ့အဓိပ္ပာယ်ကဆက်တိုက်ပြီးတော့ဆိုတဲ့ပုံစံလိုမျိုးပါဒါပြီးွားတာနဲ့ဒါချက်ချင်းဆိုတဲ့ပုံစံမျိုးပါ ran soku ဖြစ်ပြီးတော့စုကိနာခုတ်စုကိနောက်ထပ်ကိစ္စရဲ့တစ်ခုကိုစုလို့လုံးမှာဖြစ်တယ်တတိထားပြရမှာသူဒီစုလို့ဖြစ်ပါတယ်များစားလုံးတယ်ဆိုတဲ့ပုံစံလိုမျိုးပြောတာပါအပေါ်ကဂဟရိုက်ကရဲ့ယအီနာရတွေအကုန်လုံးကအိုကိုတို့ဖြစ်ပွားတာဖြစ်တယ်နာရီကကြတော့မိနာစာရန်ဆိုကူစုလူလေးကိုမတို့မှတ်ထားပေးပါရန်ဆိုကူဘာလုံးမှာလဲစုလူလုံးမှာဖြစ်ပါတယ်သူဒီအိုကိုတို့ဖြစ်မှာမဟုတ်ပါဘူးဒါလုံးမယ်ဒါလုံးပြီးရနဲ့ဒါကိုလုံးတယ်ဆိုတဲ့ပုံစံလိုမျိုးဖြစ်ပါတယ်ဟဲ့သူ့ရဲ့ချွေသတိပေးချက်ကိုကြည့်ပါမယ်အတိုးတဲ့အနောက်မှာဆိုရင်တော့ scosi အီဂိုင်ကန်ကအဲ့တော့အီဂိုင်ကန်လေးကိုလည်းလိုင်းတာပေးပါအီဂိုင်ကန်ဆိုတဲ့ဒီဘက်ကမတို့ထင်မှမထားတဲ့ပုံစံမျိုးတွေလုပ်တယ်ပေါ့နော်ထင်မှမထားတဲ့ ishide kina doza အရာဝတ်စပေါ့အဲ့တော့အဲ့လို buff မျိုးတွေလိုက်ပါတယ်ရှုဖို့လို့ခေါ်တယ်အမတို့ subject ကဆိုရင်တော့ futsu ပုံမှန်အနေနဲ့ sending show လို့ခေါ်တယ်မှာတော့ that person ဆိုတဲ့သဘောတရားဒီဘာကိုပြောရလဲပြောသူလည်းမဟုတ်ဘူးနားထောင်နေသူလည်းမဟုတ်ဘူးတခြားသူကိုပြောတာဖြစ်တယ်ဥမာဝါတာရှိကပြောတယ်အာနာတာကနားထောင်တယ်အဲ့ဒီဝါတာရှိကိုအာနာတာရောမဟုတ်တဲ့တခြားသူထားပါတော့ခတယ်တို့ခါနိုးကျော်တို့ဒါမှမဟုတ်နာမည်ပေါ့နာနီနာနီဆန်လို့စသဖြင့်အဲ့လိုမျိုးကိုအမတို့ကဘာလို့ခေါ်လဲ sending show လို့ခေါ်ပါအဲ့တော့အမတို့ဒီညမှာ sending show လေးကိုအမတို့ highlight လုပ်ပေးပါဒါဆိုအမတို့၃ချက်သိရပါမယ်နာရီလို့ပြောလိုက်တာနဲ့အမတို့ဒီနံပါတ်1ကဘာလို့မှလဲ ranzoku suru ဖြစ်ပါတယ် ranzoku okuru မဟုတ်ဘဲနဲ့ ranzoku suru ဤဂိုင်းကန်လိုက်မှာဖြစ်ပါတယ်နောက်တစ်ခုက sending show လို့ခေါ်တယ်ဘယ်မှာပဲသုံးပါလဲ that person မှာပဲသုံးပါမယ် sentence 3ကြောင်းရှိပါတယ် sentence 3ကြောင်းလုံး subject ကိုတစ်ချက်ကြည့်ပါ subject ဒီနံပါတ်1ဒီခတယ်သုံးထားပါတယ်နံပါတ်2ဒီခချောပါနံပါတ်3ဒီဌာနကဆန်ဖြစ်ပါတယ်ဒါကြောင့်မလို့ that person လို့ပြောတာဖြစ်ပါတယ်အဲ့ဆိုကြည့်ပါမယ်ခါရဝခိုးဟီကို一口飲むなりသူကဆိုရင်တော့ coffee တငုံတောက်လိုက်တယ်တငုံတောက်ပြီးရတဲ့ချက်ချင်းဟာကီဒါရှ်တဲ့ရှင်မတာဘာဖြစ်သွားလဲဟာကီဒါရှ်တဲ့ရှင်မတာဆိုအန်ထုတ်ပလိုက်တယ်အဲ့တော့ तू တောက်လိုက်တယ်တောက်ပြီးရတဲ့ချက်ချင်းအန်ထုတ်ပလိုက်တယ်စဉ်းစားကြည့်တောက်တယ်အန်ထုတ်တယ်ရန်ဆိုကူဖြစ်တဲ့ပုံစံမျိုးဖြစ်ပါတယ်နံပါတ်2ခါချောဌာနမှုကဆိုရင်တော့ဟဲနီဟိုက်တဲ့ခရနာရီအဲ့တော့ဌာနမှုကဆိုရင်အခန်းထဲကိုဝင်လိုက်တယ်ဝင်ပြီးွားရတဲ့ချက်ချင်းအိုကီခွဲတဲ့အိုးခွဲတဲ့အတန်ကျဲကြီးနဲ့ဒုနာတာအမတို့ကဘာလုပ်လဲဟောက်ခံလိုက်ရတယ်အဟောက်ခံလိုက်ရတယ်အဲ့ဆို तू ဝင်တယ်ဝင်ပြီးရတဲ့ရန်ဆိုကူလောက်တယ်ဘာလို့လဲဟောက်တယ်ဆိုတဲ့ပုံစံမျိုးဒါဒီကိုလောက်တာလား no မဟုတ်ဘူးเนาะ that person ကလောက်တာနံပါတ်3ဌာနကဆန်ကခေတိုင်းတန်းဝါကိုခီရုနာရီအဲ့တော့ဌာနကဆန်ကခေတိုင်းတန်းဝါကိုထည့်ချလိုက်တယ်ပြောရမယ်ဆိုလို့ရှိရင်ဟိုဘယ်လိုပြောဖုန်းချလိုက်တယ်ဖုန်းချပြီးရတဲ့ချက်ချင်းဘာလုပ်လိုက်လဲ ransoku suru watashi yo yobisuke ငါ့ကိုလှမ်းခေါ်လိုက်တယ်ဆိုတဲ့ပုံစံဒါကြောင့်မလို့မတို့ဒီနာရီလို့ပြောလိုက်လို့ရှိရင်ဘာလုပ်ရမလဲ ransoku suru ဖြစ်ပါတယ်ဤဂိုင်းကနည်းနည်းလေးမတော့ထင်မှန်ထားတဲ့ပုံစံမျိုးတွေလုပ်ပါမယ်စန်နီရှိုးလို့ခေါ်တဲ့တာပါစင်သုံးမယ်အဲ့တော့နံပါတ်1မှာဆိုလဲဤဂိုင်းကနေနော်ဘယ်သူမှ coffee တန်ကုန်တောက်ပြီးရတဲ့အန်ထုတ်မယ်လို့မထင်ထားခဲ့နံပါတ်2မှာဆိုလို့ရှိရင်တော့ဝင်လာပြီးရတဲ့ချက်ချင်းဝူဝါနဲ့ပေါ့နော်အဲ့လိုဟိတ်ဟောက်မယ်လို့မထင်ထားဘူးနံပါတ်3မှာဆိုလဲဖုန်းချပြရတဲ့ဒုံတိုင်းဆိုချက်ချင်းခေါ်မယ်လို့မထင်ဘူးနော်အဲ့လိုပုံစံမျိုးတွေဆိုရင်အမတို့ကနာရီလေးကိုသုံးပြရမှာဖြစ်ပါတယ်ဟဲ့